စီကိန်းပြိုင်ပွဲအတွက်အမျိုးသားပနာမမြမလက်ရွေးရှင်ဖူးဆဲအသင်းလူစင်းထုတ်ပြန်ဆိုတဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။33ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲစီကိန်းအတွက်အမျိုးသားမြမလက်ရွေးရှင်ဖူးဆဲအသင်းပနာမလူစင်းကိုအောက်တိုဘာလ10ရက်နေ့မှာထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။လူစင်းအရာကစားသမား24ဦးရွေးချယ်ခဲ့ပြီး3နာကွင်းအတွင်းရှိလက်ရွေးစင်ကစားသမားများအဆောင်မှာအောက်တိုဘာလ23ရက်မှဒီဇင်ဘာလ10ရက်အထိအုပ်ချုပ်နည်းပြ9ဦးကစားသမား24ဦးဖြင့်စည်ရင်သွင်းလေ့ကျင့်သွားမှာဖြစ်ကြောင်းသိရပါတယ်။ရွေးချယ်လိုက်တဲ့ကစားသမားများစီးရင်ကိုမြမလက်ရွေးစင်ဖူးဆဲအသင်းနည်းပြချုပ်မစ္စတာပတ်တရာပိန်ခန့်ကရွေးချယ်လိုက်တာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။စီကိန်းပြိုင်ပွဲကို2025ခုနှစ်ဒီဇင်ဘာလ9ရက်မှ20ရက်နေ့အထိထိုင်းနိုင်ငံဘန်ကောက်မြို့ချောင်ဘူရီမြို့ဆောင်းကလာမြို့တို့မှာကျင်းပသွားမှာဖြစ်ကာအားကစားအမျိုးအစားပေါင်း90ရှင်ပြိုင်ခွင့်ပြုသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။